ကျွန်တော်နာမည်ကတော့ စောဂျီမီထူကျော်လို့ခေါ်ပါတယ်ကျွန်တော်အခုလက်ရှိ World Vision International မှာဒီခွင့်စင်းဝန်ထမ်းအရာရှိတယောက်အနေနဲ့ကျွန်တော်လှုပ်ဆောင်နေပါတယ်လို့ဟုတ်ညီမနာမည်ကနေပါရှင်ညီမဒီလက်ရှိ MSC Cruise Services Company Limited မှာ Cruise Supervisor အဖြစ်တာဝန်ထမ်းဆောင်ရွက်နေပါတယ်ရှင်ပြောပါတယ်အတိုင်းထက်လုံးပေါ့နော်ဒီပွဲကိုတက်ရောက်ဖို့အတွက်ကျွန်တော်အနေနဲ့အများကြီးခက်ခဲနဲ့ကြော်ဖြတ်ပြီးမှစင်တီကိုရောက်လာတဲ့အခါမှာလည်းဒီလိုတက်ရောက်ခွင့်ရတဲ့အတွက်လည်းအများကြီးပြောပါတယ်ကျွန်တော်လည်းအရင်ကline ပေါ်မှာပဲတင်ခဲ့တဲ့ညီမောင်တို့လည်းပြန်လည်ဆုံတွေ့ရမယ်ဆိုတော့အရင်ပဲပျော်ရွှင်ပါတယ်ဟုတ်အရင်ဝမ်းသာကျင်နေမိပါရဲ့ရှင်အတိုင်းထက်လုံးအလုပ်တစ်ဖက်ဆိုတာထက်အလုပ်ကလည်းမအားဘူးတစ်ဖက်ကလည်း line အချိန်နေတယ်ပေါ့နော်ဆိုတော့ဒီဟာကိုကျွန်တော်တက်ဖို့အတွက်အများကြီးရုန်းကန်ခဲ့ရတယ်ရုန်းကန်ခဲ့တဲ့အတိုင်းမှာဒီဘယ်လိုပြောမလဲကျွန်တော်တို့နေဒီမှာအခု line ဆိုရင်လုံးဝ connection ကျတဲ့အပိုင်းတွေအများကြီးရှိတဲ့အတိုင်းမှာတရားကိုတက်ရောက်ခွင့်ရတယ်တက်ရောက်ခွင့်ရခြင်းနဲ့အတူသူကသွားတာကတော့သွားတဲ့ဒီတင်ရောက်စနစ်ကလေးတွေကအစအများကြီးအဆင်ပြေတယ်ပေါ့နော်အဆင်ပြေတဲ့အတွက်ကျွန်တော်တက်ရောက်ရတာအများကြီးအခက်အခဲတွေနဲ့တက်ရောက်ခဲ့ရတယ်ပေါ့နော်ဟုတ်အဓိကကတော့ iDragon ရဲ့အဓိကပတ်မှုတွေပေါ့နော်။အောင်ညီမတို့လိုအလုပ်တစ်ဖက်နဲ့တခြား further study တွေကိုလေ့လာခြင်းတဲ့လူတွေအတွက်ပေါ့နော်။တကယ် supporting ကောင်းမဲ့ဖြစ်တဲ့အပြင်ဒီလို online class တွေကအဓိကညီမတို့လို further study တွေကိုထပ်လုပ်ခြင်းတဲ့လူတွေအတွက်လည်းပို့ပြီးတော့အထောက်အကူဖြစ်စေပါရဲ့ရှင်။ဆိုတော့လုပ်ငန်းခွင်တွေတော့အများကြီးတက်ရောက်မှုရှိတယ်ပေါ့နော် supply chain ဆိုတော့ကျွန်တော်တို့လုပ်ငန်းတွေကအမြဲတမ်းအပြောင်းလဲနေတဲ့အတိုင်းအတာတစ်ခုမှာကျွန်တော်တို့ဒီအဓိကအဖြစ်ကတော့လုပ်ငန်းနဲ့ဆိုရင်ကျွန်တော်အခုလှုပ်ဆောင်နေတဲ့ဒီ customer နဲ့ကျွန်တော်တို့ချိတ်ဆက်ရတဲ့အပိုင်းတွေလှုပ်ဆောင်ရတဲ့အပိုင်းတွေနောက်ပြီးမှဘယ်လိုမျိုးတွားရမယ်ဆိုတဲ့ဒီလုပ်ငန်းပိုင်းဆိုင်ရာတွေကိုကျွန်တော်တို့အများကြီးတက်ရောက်ခွင့်တင်ယူခွင့်ရခြင်းနဲ့အတူကျွန်တော်အခုလက်တွေ့မှာလည်းပြန်လည်အများကြီးအသုံးတည့်တယ်ဆိုတဲ့ဟာလေးကျွန်တော်တွေ့ရှိရပါတယ်ဟုတ်အဓိကတော့ပေါ့နော်ညီမအတွက်ကဒီ supply chain management ဆိုတာလုံးဝအစိမ့်သက်သင်တန်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ teacher ကြီးတို့ iDragon က teacher ချူရဲ့အဓိကပတ်မှုမှုတွေကြောင့်ညီမ knowledge တွေအများကြီးရပြီးတော့လုပ်ငန်းခွင်အတွက်လည်းညီမအများကြီးအထောက်အကူဖြစ်စေပါရဲ့ရှင်အရင်ကကောင်းပါတယ်လို့တင်ကြပေးတဲ့ဆရာမကလည်းစေတနာပြည့်ပြည့်နဲ့တင်ကြပေးတယ်တကယ်ကိုတော့သူ့ရဲ့ကြောသားရင်သားမခွဲခြားဘဲနဲ့အများကြီးကိုကျွန်တော်တို့တိုင်းသားနေရာရှိတဲ့လူတွေပေါ့နော်အများနဲ့လက်တွဲခေါ်ပြီးမှစင်တင်ကြမယ်ကျွန်တော်တကယ်ကိုကောင်းတဲ့တင်တန်းလေးတစ်ခုပါလို့ဟုတ် 100% ပါပဲရှင့်ဟုတ်အရင်ကကျေးဇူးတင်ပါတယ်ဒီကောင်ကိုရဖို့အတွက်ကျွန်တော်အများကြီးရုန်းကန်ခဲ့ရတယ်ဆိုတာကကျွန်တော်မဖြေဘူးဆိုတဲ့အတိုင်းအတာတစ်ခုတော့ဒါပေမဲ့လည်းဆရာမတွေကကျွန်တော်အများတန်းဖုန်းလေးနဲ့ contact လုပ်ပြီးအကိုရေးဖြေလိုက်ပါပေါ့နော်ဒါလေးဆိုအကိုအများကြီးအခွင့်အလမ်းရှိတယ်ဆိုတဲ့ဟာလေးတစ်ခုကိုကျွန်တော်ရရှိတယ်ပေါ့နော်ဆရာမတွေရဲ့တင်တန်းမှာရှိတဲ့ဆရာမရဲ့ခဲလုပ်ပြီးတော့ view site ပေးတယ်ကျွန်တော်နောက်ဆုံးကျွန်တော်ဖြေဆိုရတယ်နောက်ဆုံးအခုလက်ရှိကိုဒီလိုပွဲတက်ရောက်ခွင့်ရတဲ့အထိကိုကျွန်တော်ဖြစ်လာတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဟုတ်အထူးပဲကျေးဇူးတင်ချင်ပါရဲ့ရှင်ပြီးတော့လဲပေါ့နော်ဟိုကျောင်းသားကျောင်းသူတွေဆိုလဲ iDragon ကိုရွေးချယ်တင်ကြောင်းလေးလဲညီမဘက်ကနေပြီးတော့ 100% recommend လေးပေးချင်ပါရဲ့ရှင်ကျေးဇူးတင်ပါရဲ့ရှင်